Hello Hello ခုကတော့2ယောက်ထဲခရီးတစ်ခုကိုထွက်ဖို့အတွက်တိုင်ပင်ပြီးတော့အိမ်ကနေထွက်လာပါပြီ။2ရက်3ရက်ခရီးလည်းဖြစ်ပြီးတော့ first time ရောက်ဖို့မဲ့နေရာလေးကိုမှ2ယောက်ထဲသွားတာကဒါပထမဆုံးဖြစ်ပါတယ်။မနေ့အစောကြီးလို့တော့မထင်လိုက်ပါနဲ့10နာရီကျော်နေပါပြီ။လမ်းမှာလည်းလောက်ကိစ္စလေးဝင်စရာရှိတာမို့လို့12နာရီကျော်လောက်မှပဲဘန်ကောက်ကနေစထွက်ဖြစ်ပါတယ်။ကျွန်တော်သွားချင်လို့မဟုတ်ပါမိမအတင်းခေါ်လို့ပါဆိုတဲ့ရုံနဲ့ကားမောင်းလာတော့ကိုပဲဖြစ်ပါတယ်ဒီလိုနဲ့ရှေးဟောင်းနောက်ဖြစ်တွေပြောတချင်းနေဆိုရင်လည်းမောင်းလာလိုက်တာ3နာရီလောက်ကြာသွားပြီပေါ့နော်ပုံမှန်ဆိုရင်တော့ဘန်ကောက်ကနေပြီးတော့2နာရီလောက်ပဲမောင်းရပါတယ်အခုကတော့အလုပ်ကိစ္စသွားတဲ့ဘက်နဲ့ကတောင်နဲ့မြောက်ဖြစ်နေတော့4နာရီဝန်းကျင်လောက်ထိမောင်းလိုက်ရတယ်ပေါ့နော်အခုဆိုရင်တော့လှေစီးရမယ့်နေရာလေးကိုရောက်ပါပြီရှင်။ကားပါကင်ကနေပြီးတော့စိုက်တွဲလေးနဲ့လိုက်ပို့တာပေါ့နော်။ရှင်သမားမနဲ့10မိနစ်လောက်တော့စီးလိုက်ရပါတယ်။ညနေ4နာရီလည်းဖြစ်နေပြီဆိုတော့ဟိုရဲ့ဘုတ်အကြီးကြီးမစီးတော့ဘူး speed boat လေးနဲ့ပဲသွားကြမယ်။တယောက်ကိုအထွားပြန်300ဘတ်ပဲပေါ့နော်။ကိုစမတ်ကျော်ကတခြားကျွန်းနေနဲ့မတူတာကလေဘောစင်တာနဲ့တယောက်200ပေးရတာပေါ့နော်အခုကတော့စိုက်ကြောက် beach ကိုတွားတာဖြစ်တဲ့အတွက်ကြောင့်မို့ရောက်တွားတာနဲ့ဒီရဲ့ပင်လေရုပ်မြင်လိုက်ရတာတယောက်200ကိုတော့မေ့သွားစေတယ်ပေါ့နော်ဟိုတယ်ခတွေကလည်းပတရားထက်ဆိုင်ရဲ့ little လေးဈေးကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်အကောင်လုံးက1000အထက်ကနေစရှိထားပါညနေပိုင်းလေးတစ်ဖြတ်ကိုတော့အုံးရည်လေးတောက်ပြီးတော့လေငင်းခံလိုက်တယ်ပေါ့နော်ပြီးတော့ဂိမ်းထိုင်စောကြပါတယ်ညဘက်ဒီမှာ fire show တွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ game zone နေလို့မရှိဖို့အတွက်မမှီလိုက်ဘူးပေါ့နော်မနေ့ကျရင်တော့ပုံလေးထားရိုက်မယ်ပေါ့နော်စဉ်းစားလာခဲ့မနက်ပိုင်းတစ်ဖြတ်ပုံရိုက်ဖို့အတွက်ထွက်လာပါတယ်ထီးနဲ့ထွက်လာတာကတော့အသားအရန်မဲမခံနိုင်လို့ပေါ့နော်အဲ့လိုနဲ့မနက်စာစားတယ်မနက်စာလည်းဈေးကတော့မစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့တစ်ဖြတ်နာပြီးတော့နေ့လယ်ပိုင်းမှာလာလူနာကဖေးကိုတွားဖို့အတွက်လမ်းလျှောက်ထွက်လာခဲ့လိုက်တာ15မိနစ်လောက်တော့လမ်းလျှောက်လိုက်ရတယ်ပေါ့နော်ဒီမှာအတွင်းထဲဝင်မှုအတွက်ကထပ်ပြီးတော့200ထပ်ပေးရပါတယ်ဝင်ကြီး200ကကြတော့အစားတောက်တစ်ခါတည်း200ကိုတော့အပြတ်စားလို့ရတယ်ပေါ့နော်ဒါပေမဲ့အေးတွေက180 200ဝန်းကျင်ဖြစ်နေတာဆိုတော့အေးတစ်ခွက်တည်းနဲ့200ပြည့်သွားပါပြီဒီရဲ့လာလူနာကဖေးမှာဗာလေးကနာမည်ကြီးလဲဆိုတော့ဒီရဲ့အသေးပုံတပင်လေးကနာမည်ကြီးတာပေါ့နော်အခုတော့တိတ်ပြီးအသေးပုံတိတ်မပေါက်ချင်ဘူးလို့ထင်တာပဲအပြင်ပုံသူများတွေပုံမှာတော့အသေးပုံကပိုပေါက်တယ်ပေါ့နော်ကိုရိုက်လာတာပဲပုံမကြလားမသိဘူးညနေကျတော့နည်းနည်းအေးတယ်ပေါ့နော်လေလဲတော်တော်တိုက်တာဆိုတော့စူကီလေးစားပြီးတော့ fire show တွားကြည့်လိုက်ပါတယ်fire show ကသူကတော့ဒီလိုမျိုးအလှခံပုံလေးတွေပဲပေးရပေါ့နော်အဲ့လိုမျိုးစေတနာရှိလားအဲ့လိုမျိုးထည့်ကြတယ်ပေါ့နော်မီးပန်းလေးကအရန်လှပါတယ်အရန်လှတယ်ဒါပေမဲ့မီးလည်းအရန်ကြောက်တယ်ပေါ့နော်အဲ့မှာကျွန်မကြောက်ပြီးတော့ထွက်ပြေးပါတော့မယ် sorry ပါနည်းနည်းလန့်သွားလို့မနက်နိုးလာတဲ့ချိန်မှာပင်လဲယူချိပြီးလေကောင်းလေတန်းရှူရတဲ့အရာဒါဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်ဒါပေမဲ့ပြန်ရပါတော့မယ်အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်ပြန်လိုက်ပါဦးမယ်တတ